အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အဖဆရာဦးလိုက်နေဝင်းအမိဆရာမဒေါ်စင်ဝါတို့ဤသားသမီးဆရာခိုင်ကိုတင်ပဲဖြစ်ပါတယ်ကျွန်တော်တို့နုနယ်သေးသောရွှင်ကျော်ပညာညီကိုမောင်နှမများနဲ့ရွှင်ကျော်ပညာအားချစ်မြတ်နိုးကြသောလိလာလိုက်စားကြကုန်သောကျွန်တော်မိတ်ဆွေများအတွက်ပညာမျှဝေခြင်းသာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှင်ကျော်လမ်းစဉ်ဆိုတာအရိယဓမ္မဝိဇ္ဇာလမ်းစဉ်ကြီးပဲဖြစ်ပါတယ်ဤအချက်ကရွှင်ကျော်ပညာညီကိုမောင်နှမများနားလည်ထားမယ်သဘောပေါက်ထားမယ်ဆိုရင်ကျွန်တော်တို့ပယောဂကုတပည့်မွေးအဆင့်လောက်နဲ့ရက်မနေပါဘူးဗျာအခုကျွန်တော်မျှဝေပေးမှာကရွှင်ကျော်ဂိုင်းတော်ဝင်ဆရာမများအားလုံးစေခိုင်းပါကအကူအညီပေးအပ်သောဆိုင်ရာပုဂ္ဂိုလ်များဆိုတဲ့အကျဉ်းချုပ်လေးကိုဖတ်ပြပေးပါမယ်ခင်ဗျာလေးကျွန်းစကြဝဠာရှိသမျှနတ်နဂါးများနတ်ဘလူးများဂုံမှန်များဂလုံများရက်ခိုင်များမြို့တော်ရှင်ရွာတော်ရှင်နယ်တော်ရှင်များအပိုင်စားရနတ်များ39မင်းနတ်များဒေါ်လမိုင်းတောင်လမိုင်းမြို့လမိုင်းရေလမိုင်းနေလမိုင်းလလမိုင်းမိုးလမိုင်းအာကာသလမိုင်းပထဝီလမိုင်းနဲ့အစရှိကုန်သောလမိုင်းအပေါင်းတို့နဲ့ကွာကျွန်တော်တို့အနိကဆုံးရှိတဲ့ဆိုင်ရာပုဂ္ဂိုလ်များကတော့ဂျိုးပိုင်းကျင်းပိုင်းဒုပိုင်းဓာပိုင်းစင်ပိုင်းမြေပိုင်းရေပိုင်းမိပိုင်းလှမ်းပိုင်းဒီထက်ပိုပြီးမိမိဉာဏ်ရှိရင်ရှိသလိုဆိုင်ရာပုဂ္ဂိုလ်များအပေါင်းတို့ကိုလည်းအကူအညီတောင်းခံနိုင်ပါတယ်ခင်ဗျာအခုဖတ်ပြပေးတဲ့နတ်ဘလူးတို့ဂုံမန်တို့ရက်ခတို့ဆိုတာကလည်းသာသနာဆောင်နမင်းရဲ့လက်အောက်တွင်ရှိပါတယ်ဘယ်သာသနာဆောင်နမင်းရဲ့လက်အောက်မှာလဲဆိုတော့ကျွန်တော်ဖတ်ပြပေးပါမယ်ဓာတရထနမင်းကြီးလက်အောက်တွင်များမြောင်လာသောဂန္ဓပနှများရှိသည်ဝင်းတွင်စုံများကိုအမိဝင်းတွင်၌ရှိစဉ်ကပင်ဂန္ဓပနတ်ကစောင့်ရှောက်ရသည်၎င်းတို့စောင့်ရှောက်ရသောပုဂ္ဂိုလ်၏ဆန္ဒကြံရွယ်ချက်များအစပြည့်စုံအောင်ဆောင်ရွက်ပေးပါသည်ထိုပုဂ္ဂိုလ်ကစိတ်ဖြင့်ကြံလိုက်လျင်ပင်ကြံတိုင်းဖြစ်အောင်လှုပ်ဆောင်ပေးတတ်ပါသည်